စိတ်ဆိုးရင်ကံဆိုးတယ်ကံဆိုးရင်အဖြစ်ဆိုးတယ်လို့ဒါမှတ်ထားရမယ်အဖြစ်ဆိုးနေတာတွေမှန်တယ်များကံဆိုးလို့ပဲကံဆိုးတာမှန်တယ်များဒီစိတ်ဆိုးလို့ပဲစိတ်ဆိုးတယ်ဆိုတာဒေါသဖြစ်တာလေးကိုဆိုလိုတာမဟုတ်ဘူးဆိုးတဲ့စိတ်တွေမကောင်းတဲ့စိတ်တွေယုံမာတဲ့စိတ်တွေဖြစ်တာကိုစိတ်ဆိုးတယ်လို့ဆိုတာဒါကြောင့်ရှင်းတုန်းကမထေရမြတ်ကြီးတစ်ပါးကအတူတူလေးဩဝါဒပေးဖို့တယ်အကောင်းဆုံးဩဝါဒလို့လည်းပြောလို့ရတယ်အဲ့ဒါပါလဲဆိုတော့စိတ်မဆိုးနဲ့ကောင်းကောင်းနေတဲ့ဆိုလိုကြီးကဒါနှလုံးနဲ့ပြောတာနော်ဗါတဲ့တော့စိတ်မဆိုးနဲ့ကောင်းကောင်းနေတဲ့စိတ်မဆိုးနဲ့ဆိုတာဒေါသမဖြစ်နဲ့လို့တင်ဆိုလိုတာမဟုတ်ဘူးဟုတ်လားဆိုးတဲ့စိတ်တွေမဖြစ်စေနဲ့ကြိုင်ဆိုင်တဲ့စိတ်တွေလူဆန္ဒပြင်းထန်တာတွေရမဇောတွေအာကြီးတာတွေမကျင်တတ်တာတွေမုန်းတီးတာတွေမနာလိုတာတွေဝန်တိုတာတွေအဲ့ဒါကောင်းတဲ့စိတ်လားဆိုးတဲ့စိတ်လားအဲ့ဒါလို့ဆိုးတဲ့စိတ်တွေမိမိတန်တာမှာမဖြစ်စေနဲ့လို့ဆိုတာကစိတ်မဆိုးနဲ့လို့ပြောတာနောက်ဒီကနေ့ခေတ်ကလူတွေကတော့စိတ်မဆိုးပါနဲ့ဆိုရင်ဒီဒေါသမဖြစ်ပါနဲ့လို့ဒီလောက်ကလေးရည်ရွယ်ပြောကြတာနော်စလိုကြီးကအဲ့လောက်ရည်ရွယ်ပြောတာမဟုတ်စိတ်မဆိုးနဲ့ပြီးတော့ဗါတယ်လို့ကောင်းကောင်းနေတဲ့ကောင်းကောင်းနေဆိုတဲ့သကလုံးလေးကသုံးလုံးနဲ့ကောင်းကောင်းနေဒါပေမဲ့ချဲ့လိုက်ရင်တော့မဆုံးနိုင်အောင်ကြည်တယ်ဗျာလူရန်ဘေးကန်းနေတာလည်းကောင်းကောင်းနေတယ်လို့ပြောလို့မရဘူးလားတိလာတွေစောင့်တည်ပြီးတော့ကိုယ်နဲ့နှုတ်ကိုစောင့်ထိန်ပြီးတော့နေတယ်ကောင်းကောင်းနေတယ်မိမိရဲ့စိတ်သက်တမှာလောဘဒေါသမောဟတွေမဝင်နိုင်အောင်ဘာဝနာတရားတွေနဲ့ထုံမွန်းပြီးတော့နေမယ်ဆိုရင်လည်းကောင်းကောင်းနေမပြည့်စုံဘူးလားပြည့်စုံတယ်ဒါကြောင့်ဒီဒေသနာတော်လေးကိုပိဿပေါင်းသူတော်ကောင်းတို့ကဘယ်လိုမှတ်ရမှာလဲဆိုတော့စိတ်ဆိုးရင်ကံဆိုးမယ်ကံဆိုးရင်အဖြစ်ဆိုးမယ်အဖြစ်ဆိုးပြီဆိုမှတော့ကောင်းနိုင်မှာမလားမကောင်းနိုင်ဘူးဒါကြောင့်ရှေးသူတော်ကောင်းကြီးတွေကဟေးလူမုန်းမှမကြောက်နဲ့ကံမုန်းမှကြောက်ဒီနေ့ဗါတဲ့တော့လူမုန်းမှမကြောက်နဲ့ကံမုန်းမှကြောက်တဲ့ကိုပြုတ်ခဲ့တဲ့ကံတွေကနွားချေရနောက်ကိုလှဲပကြီးအစဉ်လိုက်တယ်လို့မျိုးမကောင်းတဲ့ဒုက္ခတွေပြီးဖို့ဆိုတဲ့အနေအထားမျိုးနဲ့လိုက်မနေဘူးလားလိုက်နေတယ်